ရှိနေတဲ့အဖွဲ့အစည်းတွေကိုကျွန်တော်တို့တစ်ဖက်ကစုစည်းနေရတာရှိတယ်လို့ကျွန်တော်တို့ရဲ့မူဝါဒအောက်မှာမရှိနေတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ဘယ်လိုစုစည်းရမလဲဆိုတာကျွန်တော်တို့အတွက်စဉ်းစားတဲ့လေဒီလိုစဉ်းစားမယ်ဆိုရင်ဒီအဖွဲ့အစည်းတွေက KNU ရဲ့မူဝါဒအောက်မှာတဲ့ KNU နဲ့တန်းတူရည်တူနိုင်ငံရေးယူဆညှိယူနိုင်ဖို့လို့ဒီလိုညှိယူတဲ့ပုံမှာတစ်ဖက်ကစစ်ရေးရဖိနှိပ်လာတဲ့မင်းအောင်လာအုပ်စုဘယ်လိုရင်ဆိုင်မလဲဆိုတဲ့မူဝါဒလည်းကျွန်တော်ညှိထားဖို့လိုတယ်ဒီလိုမညှိပဲတဲ့စစ်တိုက်ချင်းသာဆိုရင် KNU မှာအတွေ့အကြုံရှိပြီးသားဖြစ်တယ်နောက်ဆုံး KNU ကိုဥပက္ခပြုပြီးတော့ကျွန်တော်စစ်ရေးရဆောင်ရွက်တဲ့နေရာမှာကျွန်တော်ဘာတွေဖြစ်ခဲ့တယ်လဲဆိုတဲ့ဟာ KNU ရဲ့သမိုင်းမှာရှိတယ်လို့ကရင်လူမျိုးရဲ့သမိုင်းမှာရှိတယ်နောက်ဆုံး KNU ရဲ့မူဝါဒအောက်မှာသွားဖို့လိုတယ်ဒါကြောင့်အခုလက်နဲ့ကင်ပြီးတော့ပဋိပက္ခဖြစ်နေတဲ့ဟာကအရင်းခံပြဿနာနိုင်ငံရေးပြဿနာဖြစ်တယ်ဆိုရတော့ဒီနေရာမှာအတိလင်းပြောတင်တယ်နိုင်ငံရေးရကျွန်တော်တို့အတူတကွမသွားပါနဲ့ပဲနဲ့စစ်ရေးရတာလေတစ်ဖက်ရန်ကိုဖြိုခွဲဖို့စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့အဖွဲ့အစည်းတွေထဲမှာပြဿနာတက်နိုင်တယ်ဒါကိုလည်းသတိပေးစီခြင်းတယ်ဒါကြောင့်ဒီနေ့ဒီကာလမှာလက်နဲ့ကင်ပြီးတော့မင်းအောင်လှိုင်ကိုတိုက်ချင်တဲ့ဟာကစစ်ရေးရအမှားမဖြစ်အောင်ကျွန်တော်တို့တတိထားဖို့လိုတယ်နိုင်ငံရေးရကျွန်တော်ရှင်းရှင်းလင်းရှိနေဖို့လိုတယ်အဲ့နိုင်ငံရှင်းလင်းနေတဲ့နိုင်ငံရေးအောက်မှာကျွန်တော်တို့ဒီဇိုင်းမှာရန်သူတိုက်ခိုက်ဖြိုခွဲသွားဖို့ဒါကြောင့်ကျွန်တော်တို့ ਨੇ ရည်ရွယ်ချက်ဒီပန်းနိုင်ခြင်းတူရက်တည်ချက်ချင်းတူတဲ့ဘယ်အဖွဲ့အစည်းနဲ့မလို့ကျွန်တော်ရက်တည်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာ KNU ရဲ့မူဝါဒနဲ့လမ်းစဉ်လုပ်ငန်းစဉ်အောက်မှာအခြေခံပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့အစစ်စစ်သောအဖွဲ့အစည်းတွေကလည်းဒီအခြေခံအောက်မှာဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါကတော့ဒီနေရာမှာကျွန်တော်အနေနဲ့အတိအလင်းပြောပြခြင်းနဲ့ဒါကြောင့်နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ကျွန်တော်တို့ရဲ့ရည်ရွယ်မှန်းချက်ပန်းနိုင်တွေဟာရောက်ဖို့အတွက်အထူးဖြင့်ကရင်လူမျိုးတရက်လုံးအနေနဲ့ကျင်းရဲ့ဥဆောင်အောက်မှာစစ်ရေးရနိုင်ငံရေးရအုပ်ချုပ်ရေးရအတူတကွသွားကြပါဒီလိုသွားတဲ့နေရာမှာတစ်ဖက်ကစစ်ရေးရမိတ်ကွလာတဲ့ပုံမှာသူတို့စစ်ရေးရပြန်ပြီးတော့တုံ့ပြန်ဖို့လိုတယ်ဒါကြောင့် KNL အနေနဲ့ကိုမျိုးသားကိုကာကွယ်ဖို့အတွက်အင်အားတရက်လိုအပ်လိုက်တယ်ကရင်အမျိုးသားတွေကျွန်တော်တို့တာဝန်ကျေဖို့လိုတယ်ပါဝင်ဆောင်ရွက်အားဖြည့်ဖို့လိုတယ်စစ်ရေးကအမြင့်ဆုံးနိုင်ငံရေးပေးဆက်မှုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အသက်ပေးရလိမ့်ဒီအသက်ပေးအပ်တာကကျွန်တော်တို့မျိုးသားလွတ်မြောက်မှုအတွက်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုပေးဆက်နိုင်ခြင်းဟာမြင့်မြတ်တဲ့မျိုးချစ်တယောက်ဖြစ်တယ်ဆိုတော့ကိုယ့်ကိုဂုဏ်ယူထားဖို့လို့ဂုဏ်ယူရမှာဖြစ်တယ်ဒါပေမဲ့စစ်ရေးကအသက်ပေးုံနေမှာရဘူးဒီစစ်ရေးကအောင်နိုင်တဲ့စစ်ရေးဖြစ်တဲ့အတွက်ကြောင့်လုံအပ်တဲ့ပတ်ပိုးမှုတွေအင်မတန်မှကြီးမားပါတယ်ကျွန်တော်တို့ပတ်ပိုးဖို့ကြံတဲ့လူတွေမှာလည်းတာဝန်အပြည့်အဝရှိပါတယ်ကျွန်တော်တို့အတူတကွဝိုင်းဝန်းပြီးတော့ပတ်ပိုးဖို့လိုပါတယ်အထူးဖြင့်ကော်တူးလေးတက်တော်နေမှာကျွန်တော်အနေနဲ့နောက်ဆုံးပြောကြားလိုတာကတော့ကင်းအမျိုးသားအနေနဲ့ KNU ရဲ့မူဝါဒလမ်းစဉ်လုပ်ငန်းစဉ်အောင်မှာစစ်ရေးရတော်တော်ကောင်းအုပ်ချုပ်ရေးရတော်တော်ကောင်းနိုင်ငံရေးရတော်တော်ကောင်းအဆုံးစွန့်ကတော့နိုင်ငံရေးရည်မှန်းချက်နဲ့ကိုယ့်အမျိုးသားရည်မှန်းချက်ပတ်နိုင်ရောက်ဖို့အတွက်ကတော့ကျွန်တော်တို့အတူတူဆောင်ရွက်ဖို့လိုအပ်တယ်ဒီလိုဆောင်ရွက်နိုင်မှသာလေတစ်ဖက်အထူးသဖြင့်ရန်သူကျွန်တော်ဖြူခွေးနိုင်မှာဖြစ်တယ်တစ်ဆက်တည်းမှာပဲဒီလိုဆောင်ရွက်လိုက်တာနဲ့ကရင်တမျိုးသားလုံးအတူတကွဆောင်ရွက်လိုက်ရုံနဲ့မပြီးနိုင်သေးပါဘူးဗမာပြည်ရဲ့ပြဿနာကဗမာလူမျိုးပါဝင်တိုင်းသား
လူမျိုးတွေရဲ့အင်တာမကြီးမားပြီးတော့ကြာညောင်းလာတဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့်တခြားတော်လိုင်းအင်အားစုတွေကိုကျွန်တော်စီယုံပြီးအတူတကွဆောင်ရွက်နိုင်ဖို့အတွက်လှုပ်ဆောင်တဲ့နေရာမှာလဲကျွန်တော်တို့မှာတာဝန်ရှိပါတယ်ဒီလိုအတူတကွဆောင်ရွက်နိုင်မှသာလေကျွန်တော်တို့လိုချင်တဲ့ငြိမ်းချမ်းသာယာတဲ့ဒီလူမှုတိုင်းဝိုင်းရဲ့လူမှုဘဝနဲ့ကရင်လေးထူးလို့အပ်တဲ့ရင်ကျေးတဲ့သူတို့ရဲ့လူမှုဘဝကိုလွတ်လွတ်လပ်လပ်ဖန်တီးနိုင်မယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့တိုက်တွန်းရင်းဒီနေ့ကော်တူးလေးတက်မတော်နေ့မှာပြောကြားခွင့်ရတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့တင်ပြချက်ကိုဆုံးသက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်